မြန်မာ Story Channel လေးကနေကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့ပြောပြပေးမယ့်ပုံပြင်လေးကတော့အဖိုးအိုနဲ့ရွှေငါးလေးဆိုတဲ့ပုံပြင်လေးပဲဖြစ်ပါတယ်ရှင်။ရှေးလွန်လေးပြီးသောအခါကအေယာဝတီမြစ်နားမှာအဖိုးအိုကြီးတဦးနဲ့သူ့ရဲ့မြေးမလေးရွှေရည်တို့အတူနေထိုင်ကြပါတယ်။အဖိုးအိုကြီးဟာမြစ်ထဲမှာငါးဖမ်းပြီးအသက်မွေးရှာတယ်။သူတို့မှာလှေလော်တက်တစုံနဲ့ငါးဖမ်းပိုက်ဟောင်းကြီးတစ်ခုကလွဲရင်ဘာမှမရှိဘူး။ဒါပေမဲ့နှစ်ယောက်သားချစ်ခင်ကျင်နာပြီးရောင်ရဲလွယ်တဲ့စိတ်နဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ကြတယ်။တနေ့တော့အဖိုးအိုကြီးမြစ်ထဲမှာပိုက်ချဖမ်းတုံးပိုက်ထဲကိုရွှေရောင်အကြေးကွန်တွေနဲ့တလက်လက်တောက်ပနေတဲ့ငါးကလေးတစ်ကောင်ပါလာတယ်။အဖိုးအိုကြီးငါးကလေးကိုမြင်တော့အံ့ဩသွားတယ်။ဒီလိုလှပတဲ့ငါးကိုသူ့အသက်တာမှာတခါမှမမြင်ဘူး။အဲ့ဒီအချိန်မှာပဲရွှေငါးကလေးကလူစကားနဲ့အဘအိုကြီးကျွန်တော်ကိုမတတ်ပါနဲ့အောင်ကျွန်တော်ကိုလွှတ်ပေးလိုက်ပါကျွန်တော်အဘအိုကြီးကိုကျေးဇူးဆက်ပါမယ်လို့ပြောလေတယ်အဘအိုကြီးလန့်သွားပေမဲ့ကယုနာစိတ်ဝင်သွားတယ်ဒီလောက်လာတဲ့ငါးကလေးဒါမှမဟုတ်နတ်မင်းသားလေးများလားလို့တွေးမိပြီးငါးကလေးကိုမြစ်ထဲပြန်လွှတ်ပေးလိုက်တဲ့ကွယ်အိမ်ပြန်ရောက်တော့မြေးမလေးရွှေရည်ကိုအဖြစ်ပြက်ပြောပြတယ်ရွှေရည်ကအဘကြီးကောင်းတဲ့စိတ်နဲ့လွှတ်ပေးလိုက်တာမှန်ပါတယ်တဲ့နောက်တနေ့မနက်မှာအဘအိုကြီးတို့ရဲ့တဲအိမ်ရှိမှာငါးတောင်းကြီးတစ်တောင်းအပြည့်နဲ့ရောက်နေတယ်။ရွှေငါးကလေးကျေးဇူးဆက်တာပါပဲ။အဘအိုကြီးနဲ့ရွှေရည်အံ့ဩပျော်ရွှင်ပြီးငါးတွေကိုယူလိုက်တယ်။ဒါပေမဲ့လိုရာထက်ပိုပြီးမယူဘဲကြံတဲ့ငါးတွေကိုအိမ်နီးချင်းတွေကိုဝေမျှပေးလိုက်တယ်။အဲ့ဒီသတင်းကိုရွာကတထေးကြီးကြားသွားတယ်။တထေးကြီးဟာလောဘကြီးတယ်။ရွှေငါးကလေးကိုဖမ်းမိဖို့မြစ်ထဲမှာတနေကုန်ပိုက်ဖမ်းတယ်။နောက်ဆုံးရွှေငါးကလေးဖမ်းမိသွားတယ်။ရွှေငါးကလေးကတထေးကြီးကိုလည်းလွှတ်ပေးဖို့ပြောပေမဲ့တထေးကြီးကငါ့ကိုရွှေတွေငွေတွေအများကြီးပေးအိမ်ကြီးယာကြီးနဲ့လေယာမြေတွေပေးမပေးရင်မင်းကိုချက်စားမယ်လို့ချိန်ချောက်တယ်။ရွှေငါးကလေးကောင်းညိတ်ပြီးတထေးကြီးကိုလွှတ်ပေးဖို့အချက်ပြတယ်။တထေးကြီးကရွှေငါးကလေးကိုလွှတ်ပေးပြီးအိမ်ကိုပြေးလာခဲ့တယ်။အိမ်ရောက်တော့အိမ်ကရွှေအုပ်နဲ့အုပ်ငွေမိုးတွေနဲ့တင့်တယ်လှပစွာဖြစ်နေတယ်။ခြံဝင်းထဲမှာလည်းရွှေအိုးငွေအိုးတွေပြည့်နေတယ်။ဒါပေမဲ့တထေးကြီးရဲ့လောဘကမြေမလျော့ဘူး။နောက်တစ်နေ့မှာမြစ်ထဲပြန်သွားပြီးရွှေငါးကလေးကိုဟေ့ငါးရဲ့ငါ့ကိုရွှေနန်းဆောင်ကြီးနဲ့မင်းလုပ်ပေးကြေးကြုံကစားအများကြီးနဲ့ချမ်းသာပေးလို့ဆက်တောင်းတယ်။ရွှေငါးကလေးကခေါင်းကြီးပြပြီးပျောက်ကွယ်သွားတယ်။တထေးကြီးအိမ်ပြန်ရောက်တော့အိမ်ကရွှေနန်းဆောင်ကြီးအဖြစ်ပြောင်းလဲနေပြီးကြေးကြုံကစားတွေခြံဝင်းပြေနေတယ်။ဒါပေမဲ့တထေးကြီးရဲ့စိတ်ကမကျေနပ်သေးဘူး။ငါကဒီဒေသရဲ့ဘယင်ဖြစ်ချင်တယ်ဒါမှမဟုတ်နတ်မင်းဖြစ်ချင်တယ်ဆိုတဲ့လောဘတရားကကြီးထွားလာတယ်။ဒီတစ်ခေါက်တော့ရွှေငါးကလေးဘာမှပြန်မပြောဘူး။ရေပြင်ထဲကိုငုတ်ရှိုးသွားတယ်။တထေးကြီးအိမ်ကိုအပြေးပြန်လာတော့ရွှေနန်းဆောင်ကြီးပျောက်ကွယ်ပြီးကြေးကြုံတွေလည်းမရှိတော့ဘူး။သူ့ရဲ့ဟောင်းနှွမ်းတဲ့တဲအိမ်လေးကပဲကျန်ခဲ့တယ်။လောဘကြီးတဲ့တထေးကြီးဟာဘာမှမရှိတော့ပဲရှိခဲ့တဲ့ဥစ္စာတွေပါဆုံးရှုံးခဲ့ရရှာတဲ့ကွယ်။တစ်ဖက်မှာတော့အဘအိုကြီးနဲ့ရွှေရည်တို့ကတော့ရောင်ရဲတဲ့စိတ်ကျေးဇူးတည်တတ်တဲ့စိတ်နဲ့ဆက်လက်နေထိုင်ခဲ့ကြပြီးရွှေငါးကလေးရဲ့ကျေးဇူးကြောင့်သူတို့ဘဝအေးချမ်းစွာလှေလော်ရင်းငါးဖမ်းရင်းပျော်ရွှင်စွာဖြတ်တန်းခဲ့ကြပါတော့တဲ့ကွယ်။ပုံမြင်လေးကတော့ဒီလောက်ပါပဲကွယ်နားဆင်ပေးခဲ့တဲ့သူအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။